မင်္ဂလာညချမ်းပါရှင်နေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်နိုဝင်ဘာလ6ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်တွေကတော့နေပြည်တော်မှာ33ဒီဂရီဆယ်စီယပ်90ဒီဂရီဖာရင်ဟိုက်ရန်ကုန်မြို့မှာ32ဒီဂရီဆယ်စီယပ်88ဒီဂရီဖာရင်ဟိုက်နဲ့မန္တလေးမြို့မှာ34ဒီဂရီဆယ်စီယပ်93ဒီဂရီဖာရင်ဟိုက်တို့ဖြစ်ကြပါတယ်တိုင်ဖုန်းမုန်တိုင်းခက်မေးကြီးအခြေအနေတဲ့တိုင်ဖုန်းမုန်တိုင်းခက်မေးကြီးအခြေအနေဒီကနေ့မြန်မာစံတော်ချိန်7:30နာရီအချိန်တက်ထွက်ချက်များအရတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမုန်တိုင်းခက်မေးကြီးဟာအနောက်ဘက်သို့ရွှေ့လျားခဲ့ပြီးတိုင်ဖုန်းမုန်တိုင်းခက်မေးကြီးရဲ့အဝန်းဝိုင်းဟာပြည်내နိုင်ငံကမ်းခြေကိုဒါနမြို့ရဲ့တောင်ဘက်ကွင်းညမ်းမြို့အနီးမှာစတင်ဖြတ်ကျော်လျက်ရှိပါတယ်တိုင်ဖုန်းမုန်တိုင်းခက်မေးကြီးရဲ့ဒီနေရာဘိုးချက်လေပြင်းနဲ့လေတိုင်းနှုန်းအဆိုပါတိုင်ဖုန်းမုန်တိုင်းခက်မေးကြီးဟာမြန်မာစံတော်ချိန်7:30နာရီအချိန်မှာမြောက်လက်တီကျို73.8ဒီဂရီနဲ့အရှေ့လောင်ကြီးကျို109.3ဒီဂရီမှာရှိပြီးဘဝချက်လေပြင်း940ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုင်းနှုန်းမှာတနအီကိုမိုင်100နှုန်းခန့်ဖြစ်ပါတယ်။နောက်24နာရီတွင်ခန့်မှန်းချက်အဆိုပါတိုင်ဖုန်းမုန်တိုင်းခက်မေးကြီးဟာအနောက်မြောက်ဘက်သို့ရွှေ့လျားနိုင်ပြီးနောက်24နာရီတွင်ပြည်내နိုင်ငံနဲ့လာအိုနိုင်ငံနယ်စပ်ဒေသတို့ကိုအကောင်နဲ့အပူပိုင်းမုန်တိုင်းခက်မေးကြီးဖြစ်ဖြစ်ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။သတိပေးနှိုးဆော်ချက်အဆိုပါတိုင်ဖုန်းမုန်တိုင်းခက်မေးကြီးမှာပြတ်ထွက်လာတဲ့တိမ်တိုင်များကြောင့်10ရက်17လ2025ရက်နေ့မှာ10ရက်17လ2025ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစစ်စိတ်မှနေရာနှံပြမိုးထချုံရွာပြီးအချို့ဒေသများမှာဒေသအလိုက်နဲ့နေရာကွက်၍မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါတယ်။မြို့ဝကျွန်းပေါ်မုတ်တမခွေမွန်တရင်းသားရီကဲရဲတရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းသက်တက်မှလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကျစဉ်ရေပြင်းမြင့်ပြလေးဟာတနအီကို25မိုင်မှမိုင်30တိတက်ခန့်နိုင်ပါတယ်။လိုင်းမြမမြို့ဝကျွန်းပေါ်မုတ်တမခွေမွန်တရင်းသားရီကဲရဲတရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ9ပေမှ9ပေခန့်ရှိနိုင်ပါတယ်။အကြံပြုချက်တို့ဖြစ်ပါ၍မိုးသီးထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထချုံခြင်းမိုးကြိုပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကျွေးခြင်းလျှက်တပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့်အဆိုပါဒေသများရှိကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်မြင့်ငယ်ချောင်းငယ်များအနီးမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နဲ့ပြည်တွင်းရေချောင်းသွားလာရေးလေကြောင်းပြန်တန်းရေးနဲ့ဆယ်မြောင်းတတမန်များအနေဖြင့်လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်မှရန်သတိပေးနှိုးဆော်အပ်ပါတယ်။ဒီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလေဝသကျိုးတို့မှဖမ်းရရှိတဲ့ပုံအရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိတ်အထင်ဖြစ်ထွန်းနေပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိတ်အနှဲငယ်ဖြစ်ထွန်းနေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာတိတ်အထင်တက်မှတိတ်နှုတ်ထက်နေပြီးကျန်ဒေသတွေမှာတိတ်အနှဲငယ်မှာတိတ်အထင်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။မြန်မာပင်လယ်ပြင်မှာမြန်မာကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းသက်တက်မှလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကျစဉ်ရေပြင်းမြင့်ပြင်းလေးဟာတနအီကို25မိုင်မှမိုင်30အထိတက်ခတ်နိုင်ပါတယ်။လှိုင်းမြင့်မှာမြန်မာကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ9ပေမှ9ပေခန့်ရှိနိုင်ပါတယ်။မနက်ဖြန်မိုးတဲ့ချိန်ထိခန့်မှန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြောင်းစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်အေရဝတီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာကျကျရှမ်းပြည်နယ်မြောက်ပိုင်းကယားပြည်နယ်နေပြည်တော်နဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရာစစ်စိမ့်နဲ့ကချင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနှံပြောင်းမိုးထချုံရွာပါမယ်နေပြည်တော်နဲ့နေတော်ဝိုင်းနှစ်ဖြန့်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြောင်မိုးထချုံရွာပါမယ်အနေဆုံးမူချိန်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးမူချိန်မှာ32ဒီဂရီဆယ်စီယပ်90ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်နေတဝိုင်းမနက်ဖြန်အတွက်မူလဘတာအခြေအနေခန့်မှန်းချက်မှာလည်းနေရာကွက်ကြောင်မိုးထချုံရွာပါမယ်။အနေဆုံးမူချိန်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးမူချိန်မှာ31ဒီဂရီဆယ်စီယပ်88ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။
မန္တလေးမြို့နယ်နီတဝိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်ပါလိမ့်နေရာကွက်ကြောင့်ဘုထချုံရပါမယ်အနေဆုံးမူချိန်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆယ်စီယပ်93ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်နောက်နေ့ရက်အတွက်ခန့်မှန်းချက်များအနေနဲ့ကတော့ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာစစ်စိတ်မှနေရာနှံပြမိုးထစ်ချုံရွာပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။